အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါသူလေး prediction ဆိုတဲ့ဒီနေ့ညတပွဲကောင်းရွေးချယ်ပေးမယ်အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီနေ့ညမှာကစားသွားမယ်ဒါကာရာဘောင်း CB final ပွဲဖြစ်တယ်ယူကဆိုင်နဲ့မန်စီးတီးရဲ့ပွဲစဉ်လေးကိုခံမှန်းရွေးချယ်ပြီးသွားပါမယ်ဆိုတော့ဒီပွဲစဉ်ပေါက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဝေခွင့်ဖြစ်တဲ့မန်စီးတီးကနေပြီးတော့ level 60အကျော်ပေးလာဘူပေါင်းကြီးက320အစားပေးရတယ်ပေါ့နော်ဆိုတော့ဒါအိမ်ခွင်းရန်ကောင်းတယ်ဆိုတော့ယူကဆေကိုတိုက်စစ်အင်အားအသစ်တွေဖြည့်ထားတယ်ဒါမန်စီးတီးကနေပြီးတော့ level 60အကျော်ပေးလာဆိုတော့ကြီးရတော့ဖြစ်တဲ့အနေထားလို့တော့မြင်ရတယ်ပေါ့နော်ဆိုတော့ဒီနေ့တင်းရဲ့နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု9ချိန်တစ်ချက်လောက်ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါမန်စီးတီးကနေပြီးတော့3ပွဲနိုင်ထားပြီးတော့ယူကဆေတပွဲပဲနိုင်တယ်တပွဲတည်ကြတာတယ်ဆိုတော့CT ကတော့နည်းနည်းအလေးတာတဲ့အနေထားလို့တော့မြင်ရတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ထဲမှာတခုရှိတာဒါနယူကဆယ်ကမနစ်ကဒီဖလားပွဲရဲ့ချန်ပီယံဖြစ်ခဲ့တာပေါ့နော်ဆိုတော့ဒီနေ့လဲ CB final မှာရောက်နေတယ်မန်စီးနဲ့တွေ့တယ်ဆိုမဲ့ဒါသူတို့အိမ်ကွင်းဖြစ်တယ်ပေါ့နော်နယူကဆယ်ကလည်းအိမ်ကွင်းမှာဒါနောက်ဆုံးကစားခဲ့တဲ့3ပွဲမှာဆိုလို့ရှိရင်လည်း3ပွဲလုံးမရှုံးခဲ့ဘူး2ပွဲနိုင်1ပွဲတည်ဆိုတော့အိမ်ကွင်းရန်ကောင်းတဲ့နယူကဆယ်ကိုမန်စီးတို့ကြော်ဖြတ်နိုင်ပါလားပေါ့နော်ဖလားပွဲစဉ်ဆိုတော့ဒါကျွန်တော်အချိန်မူကြီးလည်းရှိမဲ့ပနတီတွေလည်းပါမှာဆိုတော့ဒီပွဲစဉ်အတွက်ဒါ AI ကနေပြီးတော့ဒီပွဲမှာ 1-1 draw ကြသွားမယ်ဆိုပြီးတော့ခံမှန်းပေးရပါတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာဒါအင်ရှင်ဖြစ်တဲ့ Newcastle ကိုပဲရွေးချယ်ပေးခြင်းပါတယ် Newcastle ကိုမနိုင်ဘူးဆိုလို့ရှိရင်တော့ဒါတီလောက်တော့ကြောင်းအောင်ကစားသွားမယ့်အနေအထားမျိုးလို့မြင်တယ်ပေါ့နော်ဒီကဲအိမ်ဝင်ပွဲဒီမှာဆိုလေဒါနယူကဆယ်ပွဲကြီးရဲ့ညီကိုကြီးဆိုသိလိမ့်မယ်နယူကဆယ်ကတော့နောက်ဆုံးမိနစ်ထိကိုရှုံးမပေးပဲနဲ့အနောက်ကနေပြန်လိုက်ကန်ပြီးတော့နိုင်သွားတဲ့ပွဲတွေလို့တွေ့ရတယ်ပေါ့နော်ပြီးတော့သူကွင်းလင်းမှာလေဂျိုလင်တန်တို့ဘာလို့ပြန်ပါလာပြီဆိုတော့ဒါနယူကဆယ်ရဲ့အိမ်ခွဲစိန့်ဂျိမ်းစ်ဘက်ကိုပဲရှုံးကြည့်လိုက်ဖို့ကျွန်တော်ကတော့ရွှေ့ချယ်ခြင်းတယ်ပေါ့နော်ဆိုတော့ညီကိုရောဘယ်လိုမြင်လဲတော့မသိအတွေးမြင်လေးတော့comment လေးမှာဝင်ရေးပေးပါကြပါဦးဗီဒီယိုလေးဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ဗျဒီကိုအားလုံးပဲဆင်ပြေကြပါလိမ့်